ကျွန်တော်တို့ငယ်ငယ်ကလေးကြားဖို့နေတဲ့လူတစ်ပိုင်းငါးတစ်ပိုင်းနဲ့ရည်သူမတွေတဏှာရည်ထဲမှာပဲရှိခဲ့တာလား။ဒါအောင်မို့သမုဒ္ဒရာထဲမှာပဲတကယ်ပဲပုံကွယ်နေကြတာလား။မစ်စင်ဝေါနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်။ရှေးအောင်သမိုင်းတွေရရည်သူမပုံမြင်နေတာလွန်ခဲ့သောနှစ်ပေါင်း3000ကျော်အာဆီရီးယားနဲ့စတင်ခဲ့တာပါ။ရည်သူမတွေကိုလှပတဲ့နတ်သမီးတွေလိုထင်နေသင်တို့မှားသွားပါလိမ့်မယ်။တဏှာရည်တွေရရည်သူမတွေကသချင်းဆိုပြီးတင်မောသားတွေကိုဖျားယောင်းကရည်တဲ့နှစ်သက်တဲ့တတဝါတွေပြဖော်ပြတာပါပဲ။သူတို့ကလှပတဲ့မျက်နှာရှိပေမဲ့ရေအောက်တဲ့ရောက်ရင်တော့ရက်ဆက်တဲ့အသားစားမှုဆိုတွေဖြစ်သွားကြတာပါ။ပင်လယ်ထဲသွားတဲ့အခါလှပတဲ့မျိုးသမီးတွေကိုတွေ့ရင်ဝေဝေးကသာရှောင်ဖို့အကြံပေးချင်ပါတယ်။ရည်သူမမာမစ်ဆိုတဲ့စကားလုံးဟာမာစ်ပင်လယ်နဲ့မစ်ဆိုတဲ့မျိုးသမီးစကားလုံးကဆင်းသက်လာတာပါ။ဂျပန်တဏှာရည်မှာတော့ရည်သူမသားကိုစားမိရင်ထာဝရသက်ရှိတယ်လို့ယုံကြည်ကြပါတယ်။ကမ္ဘာကျော် Starbet logo ကရည်သူမကတကယ်တော့အမီနှခွရှိတဲ့မလူစင်းလို့ခေါ်တဲ့ရည်သူမတစ်မျိုးပဲဖြစ်ပါတယ်။ ခရစ္စတိုဖာကိုလံဘတ်မှာသူ့ရဲ့ခီးသွားမှတ်တမ်းမှာယေသူမသုံးကောင်မြင်ခဲ့တယ်လို့မှတ်တမ်းတင်ခဲ့ပူတယ်။လက်ပညာရှင်တွေကတော့ဒါယေသူမမဟုတ်ပဲမန်နတီလို့ခေါ်တဲ့ပင်လယ်နွားတွေကိုမှားမြင်တယ်လို့ယူဆခဲ့ကြတယ်။ဒီကောင်ကြီးတွေကအဝေးကကြည့်ရင်လူပုံစံနဲ့စင်တူတာတွေကြောက်ဖြစ်တယ်။လက်ရှိသိပ္ပံနည်းကျထောက်ထားတွေအရယေသူမတွေတကယ်ရှိကြောင်းသက်သေမြင်တွေ့ရှိခဲ့ရပါဘူး။ယေသူမတွေလက်တွေ့မရှိပေမဲ့ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်ကစားနဲ့လူပညာနဲ့ရုပ်ရှင်တွေမှာတော့အများနဲ့ရှင်သန်နေစေပဲဖြစ်ပါတယ်။မဲ့စိတ်ဝင်စားဖို့ကောင်းတာကကမ္ဘာသမုဒ္ဒရာ80%ကျော်လူသားတွေခုထိမရှာဖွေရသေးပါဘူး။ဒါယေသူမတွေတကယ်မရှိဘူးလို့ရေးရေးကြီးပြောလို့လည်းမရပြန်ဘူး။ခင်ဗျားတို့ရောရည်သူမတွေတကယ်ရှိတယ်လို့ယုံကြည်ပါသလား။ကိုမမရေးပေးခဲ့ကြပါဦး